ပိုင်းမှာရွှေကောင်းလေးလို့တင်စားတာရွှေကောင်းလေးလို့တင်စားတာတို့ရွာကြီးကသာယာယာအိုင်ကြီးရွာလို့ခေါ်တယ်ဗျာချစ်ဆွေတဟာသုံးမြေစုံသွားကြောက်ပြတောင်ဖျားဖူးမျောရမှာအုတ်ကန်အိုင်ကြီးတကောင်းအိုင်ရွာကြီးတည်ရှိခဲ့တာဘိုးဘွားစဉ်ဆက်ထိမ့်သိမ့်ခဲ့တဲ့သာသနာနေမြေမဟာပေါ်တော်မူဖျားကိုဖူးမျောရအောင်လာလဲပါ